မင်္ဂလာပါဗျကျွန်တော်ကိုစိုးဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုမဲဆောက်မှာရှိတဲ့နိုင်ငံရေးဘက်တော်သားတွေအပါအဝင်စီရီယန်စစ်ပေးချောင်နဲ့ထိုင်းနိုင်ငံတွင်လာရောက်ပြီးအလုံးလုံးကန်ကြတဲ့သူတွေထံကနေပြီးတော့ဝေချင်းဘက်တိုင်းနဲ့ရှိပြီးလိန်လေသွားတဲ့ရာဇာမျိုးနဲ့သူ့ရဲ့မိသားစုအကြောင်းကိုဒီကနေ့ကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုတွေမတင်တာကြာလို့ကျွန်တော်ကိုမေ့နေကြပါလိမ့်မယ်ဒါပေမဲ့ဒီကနေ့မဲဆောက်မှာဒီလိုဖြစ်ခဲ့တဲ့ပုံရိပ်ကိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုသူအားလုံးတတိလက်မဲ့မပြုတ်မိကြဘူးဒီနေရာကနေပြီးတော့အနုအညွတ်တောင်းပန်ပါတယ်ဗျာဒီဗီဒီယိုလေးကိုများများ share ခြင်းဖြင့်နောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ်ဒီလိုလောက်ရမျိုးဒီလိုလိမ်လည်မှုမျိုးမဖြစ်ရအောင်ဗီဒီယိုလေးကို share ပြီးတော့ဝိုင်းဝန်းပြီးတူနဲ့တူအတိပေးကြဖို့ကိုဒီနေရာကနေပြီးတော့ကျွန်တော်တောင်းဆိုပါတယ်ဖြစ်ပုံကတော့မဲတော်မှာရှိတဲ့ရွှေပြောင်းလုပ်သားတွေအပါအဝင်နိုင်ငံရေးနဲ့ပတ်သက်ပြီးအကြောင်းအမျိုးမျိုးနဲ့ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့တော်လိုင်းအတိုင်းဝိုင်းကလူတွေကိုထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်အထောက်အထားပြုလုပ်ပေးမယ်ဆိုပြီးအယုံသွင်းကအထောက်အထားပြုလုပ်သူပေါင်း200ကျော်ထံကနေဘက်ဝေတန်းနဲ့ရှိပြီးလိန်လေသွားတဲ့ရာဇာမျိုးတို့မိသားစုအကြောင်းပါအဲ့ဒီလိုဘက်ဝေတန်းနဲ့ရှိပြီးတော့လိန်လေသွားတဲ့ရာဇာမျိုးတို့မိသားစုကိုအရေးပေါ်ဖမ်းဆီးဖို့အတွက်မြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးတပ်အသီးသီးကတာဝန်ရှိတဲ့လူတွေကိုအခုလိုမဲဆောက်မှာရှိတဲ့နိုင်ငံရေးဘက်တော်သားတွေစစ်ပေးချောင်တွေစီရီယန်တွေပြီးတော့ဒေါ်လာရဲ့အတိုင်းဝိုင်းကလူတွေထံကနေဘက်ကိုတန်းနဲ့ရှိပြီးလိန်လေသွားတဲ့အဲ့ဒီရာဇာမျိုးနဲ့သူ့ရဲ့မိသားစုကိုတွေ့ရအရက်ကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့တပ်တွေအနေနဲ့ဖမ်းဆီးအရေးယူပေးပါလို့ဒီနေရာကနေပြီးတော့ကျွန်တော်ကိုစိုးကနေပြီးတော့အကူအညီတောင်းပါတယ်ဗျာအကြောင်းမဲ့တက်တော့မဟုတ်ဘူးရာဇာမျိုးနဲ့ကျွန်တော်တို့ဟာလုပ်ငန်းအတူတူလဲလုပ်ခဲ့ကြတယ်ကျွန်တော်လဲအလိန်ခံရတဲ့အထက်မှာပါဝင်တယ်ဘာဖြစ်လို့လဲဒေါ်လာရေးဘတ်တော်သားဆိုတဲ့စိတ်နဲ့ကျွန်တော်ပူပေါင်းခဲ့တာဖြစ်ပါအဲ့ဒီလိုပဲကျွန်တော်လို့ကိုဒေါ်လာရေးသမားအချင်းချင်းဆိုပြီးတော့ပါဝင်ပတ်သက်ကြတဲ့ပြည်သူတွေလည်းအများကြီးတွေ့ရှိရပါတယ်အဲ့ဒီအထက်မှာ AC ကိုရဲမင်းတို့လည်းပါဝင်နေတာကိုတွေ့ရတယ်အဲ့တော့ထားပါတော့အဲ့ဒီရာဇာမျိုးနဲ့သူ့ရဲ့မိသားစုဟာဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့2024လောက်ကနေစပြီးတော့ဒီအထောက်အထားတွေကိုစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ပိုင်းရောက်ကပထမတစ်သုတ်မှာအဆင်ပြေခဲ့ပါတယ်အဲ့လိုအဆင်ပြေခဲ့တာလေးကိုကြည့်ပြီးတော့ပြည်သူတွေနဲ့ချွေပြောင်းလုပ်သားတွေစီရီယန်တွေစစ်ပေးချောင်တွေဒေါ်လာရေးသမားခုနဒေါ်လာရေးအတိုင်းဝိုင်းကလူတွေကဒေါ်လာရေးဘတ်တော်သားအချင်းချင်းပဲဆိုပြီးတော့ရာသာမျိုးနဲ့သူ့ရဲ့မိသားစုကိုရာသာမျိုးနဲ့သူ့ရဲ့မိသားစုစီမှာသွားပြီးတော့နေထိုင်ခွင့်အထောက်အထားတွေလက်မှတ်တွေစာရွက်စာတမ်းကိစ္စတွေကိုသူနဲ့ပြုလုပ်လို့ရှိပါတယ်ခဏကတော်လိုင်းသမားအချင်းချင်းပဲဆိုပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်ယုံကြည်အားကိုးပြီးတော့သွားတဲ့ဒီစီရီယန်တွေစစ်ပေးရှောင်တွေနိုင်ငံရေးအတိုင်းအဝိုင်းကလူတွေအဲ့ဒီလူတွေကိုဗျာအဲ့ဒီပိုင်းရောက်ကပထမဆုံးအပြီးတန်တိုးချင်းဆိုင်ရာတ
တတန်းတိုးချင်းဆိုင်ရာဆိုတဲ့နေရာမှာကျွန်တော်တို့ passport တတန်းတိုးချင်းနောက်တစ်ခုကပန်းရောင်ကတ်အသစ်ပြုလုပ်ခြင်းစတဲ့ဒီလုပ်ငန်းတွေ2ရက်ကကျွန်တော်တို့အချိန်ကြာညောင်းသွားတယ်ပေါ့ဗျာနော်ဘယ်လိုလဲဆိုလို့ရှိရင်ကိုတက်တန်းတိုးတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့2025 3လပိုင်းလောက်ကနေစပြီးတော့တက်တန်းတိုးခြင်းဆိုင်ရာလုပ်ငန်းစဉ်ကိုအစိုးရကနေပြီးတော့ကြေညာခဲ့ပြီးတော့အကြောင်းမျိုးမျိုးကြောင့်ဂျားထဲမှာကြံ့ကြာသွားတယ်အဲ့ဒီအတွင်းမှာပဲကျွန်တော်တို့လူသစ်ပန်းရောင်ကတ်ဆိုပြီးတော့ပြုလုပ်ဖို့ပေါ့နော်စတင်လှုပ်ဆောင်ခဲ့ကြတယ်အဲ့ဒီလှုပ်ဆောင်ခဲ့တဲ့ဟာကိုလည်းပဲငွေကြေးတွေအကုန်ကောက်ခံတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတက်တန်းတိုးတဲ့ကိစ္စမှာလည်းပဲတက်တန်းတိုးထားတယ်ခုနပြည်သူတွေเนาะစစ်ပေးချောင်းတွေနောက်တစ်ခုကတော်လိုင်းအတိုင်းဝိုင်းကလူတွေကသူ့ကိုအကုန်လုံးငွေအကုန်လုံးရှည်ပြီးသွားပြီရှည်ပြီးသွားတော့လည်းပဲအဲ့ဒီရရှိတဲ့ငွေတွေကိုယူဆောင်ပြီးတော့အဲ့ဒီသူ့ကိုယုံကြည်တဲ့အားကိုးတဲ့တော်လိုင်းသမားတွေကိုသုံးချပြီးအဲ့ဒီငွေတွေကိုလိမ်လည်ပြီးယခုရှောက်တိန်နေတာဆိုလို့ရှိရင်၄ရက်မြောက်ရှိပါပြီဒါကျွန်တော်ဗီဒီယိုစလုပ်တဲ့အချိန်ပေါ့နော်၄ရက်မြောက်ရှိပါပြီအဲ့တော့ငါတို့တော်လိုင်းသမားတွေငါတို့အချင်းချင်းငါတို့တော်လိုင်းဘက်တော်သားအချင်းချင်းငါတို့စီဒီအန်အချင်းချင်းငါတို့လူမျိုးအချင်းချင်းပဲဆိုပြီးတော့တူးနဲ့တူကူညီရမယ်အစားအခုလိုလိမ်လည်မှုနော်အယုံတွဲပြီးတော့လိမ်လည်သွားတာကကျွန်တော်တို့တော်တော်ကိုဘယုတ်တုတ်ကနိုင်တယ်တော်တော်ကိုကောက်ကျစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုလိုတာကတော့ဗျာအဲ့ဒီအလိမ်ခံရတဲ့လူပေါင်း200ကျော်ဟာခွေးကိုလူထင်မိတာပဲအဲ့ဒါပဲပြောချင်ကျွန်တော်တို့ခွေးကိုလူထင်မိသွားတာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်ချိန်ကကျွန်တော်တို့လိုအလိမ်ခံရတဲ့အယောက်200ကျော်တို့လိုပဲကိုယ်နိုင်ငံရေးသမားအချင်းချင်းကိုတော်လှန်ရေးသမားအချင်းချင်းဆိုပြီးယုံကြည်ခဲ့တဲ့အထက်မှာ AC ကိုရဲမင်းတို့ပါတယ်အဲ့တော့ဒီလိမ်လည်မှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာ AC ကိုရဲမင်းကိုကျွန်တော်ဖုံးဆက်မင်းမြန်းကြည့်တဲ့အခါကိုရဲမင်းကဒီလိုပြောပါတယ်ဟယ်လိုဗျကိုရဲမင်းလားမသိဘူးဗျဟုတ်တယ်ပြောပါဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်ကအထွေထူးတော့မဟုတ်ပါဘူးဗျကျွန်တော်ပြောစရာလေးကြည့်လို့ပါဗျဟုတ်ကျွန်တော်တို့မဲဆောက်ကဒီမဲတောင်ကလေကိုရာသာမျိုးတို့ပေါ့နော်ဒီနေ့ဟုတ်ပြီသိပြီပြောဟုတ်ကဲ့ပါကိုအဲ့ဒါပေါ့နော်အခုလက်ရှိသူတို့နဲ့လောက်ထားတဲ့လူတွေလည်းအများကြီးကျွန်တော်ကိုယ်တိုင်ကိုကျွန်တော်တို့လူတွေကိုဟွာလောက်ရှိတယ်ဗျ73ယောက်လောက်ရှိတယ်ပေါ့လေဒါ73ယောက်လောက်ရှိတယ်ဟုတ်ကဲ့လူအောင်နေတာလား၄နှစ်တက်တန်းတိုးတွေလားဟုတ်ကဲ့တက်တန်းတိုးတွေဗျဟုတ်ကဲ့ပါဟုတ်ပြီအဲ့တော့ထားလိုက်တော့နော်ကိုရဲမင်းနဲ့တော့မဆိုင်ဘူးဟုတ်ကဲ့ဟိုအရင်တော့တိခဲ့ဘူးလေခင်ခဲ့ဘူးလေဒါပဲရှိတာပဲနော်ဟုတ်ကဲ့သူလောက်တာသူလိန်သွားတာသူကလည်းသူကနဲ့သူထားလိုက်တော့အဲ့တော့ကိုရဲမင်းကူညီပေးလိုက်တာတစ်ခုရှိတယ်ဟုတ်ကဲ့ပါလူအောင်တက်တန်းတိုးတွေဆိုရင်အချိန်ကနောက်ထပ်မင်းတို့3ရက်ပဲကြံတော့တယ်ဟုတ်ကဲ့ကောနော်3ရက်တွင်းမှာဒီခေါမဝင်ဘူးဆိုမင်းတို့အကုန်လုံးဘလက်ဖြစ်သွားပြီတော့အဲ့မှာအကုန်လုံးအဲ့ဒီຢာတွေကာဆယ်ဖြစ်ပြီဟုတ်ကဲ့ကောနော်အဲ့တော့အခု तू လုံနေတာအပေါ်ကဘန်ကောက်ကကုမ္ပဏီကိုကျော်ဆိုတာမိမထိုင်းနော်အဲ့ကိုကျော်ကုမ္ပဏီနဲ့လောက်တာနော်ဟုတ်ကဲ့အဲ့ကိုကျော်ကုမ္ပဏီဖုန်းထိုက်ရိုက်ပေးမယ်အဲ့ပြီးတော့ line ပေးလိုက်မယ်ဖုန်းပေးလိုက်ဖုန်းနံပါတ်ပေးလိုက်မယ်ထိုက်ရိုက်ဆက်သွယ်ပြီးတော့ချိတ်ဆက်လုပ်တော့နော်ဟုတ်ဘန်ကောက်ကကိုကျော်နော်ကိုနာမည်ကကိုကျော်နော်ကိုနော်ဟုတ်တယ်နာမည်ကကိုကျော်ဟုတ်အဲ့ဒီမှာအဲ့ဒီအခု तू လိန်ကားတဲ့လူတွေကို तू ကမူရင်းစေးတိုင်းပြန်လုပ်နေတယ်သူ့ကိုလည်း तू ကနာမည်စင်းနဲ့ပေးတာပတ်စံသွင်းမသွားဘူးအဲ့လိုလားသူအဲ့အတွက်မူရင်းဈေးတိုင်းပြန်လုပ်ပေးနေတယ်နော်မူရင်းဈေးတိုင်းအမျက်မြူဝဲနဲ့မူရင်းဈေးတိုင်းလုပ်ပေးတယ်နော်ဟုတ်ကဲ့ပါဗျာ။ဒါတွေကနေမြစ်တာရက်ခံထားလို့အလုပ်သမားတွေကိုကူညီပါဒီမှာ CDN တွေရောတော်လိုင်းသမားတွေရောကူညီပါဆိုပြီးတော့ပြောထားလို့နော်ဟုတ်ကဲ့ပါကိုဖေးကွာသူကဟုတ်ကဲ့ရုပ်ပါတော့တိုးပါမလားဟုတ်ကွာသိရတာဟုတ်ကဲ့ကျွန်တော်မြင်လာကြတယ်ပြီးတော့သူတို့ပြေးသွားတာသူမိန်းမကလည်းအယူကြီးကာကွယ်ရေးဝန်ကြီးဌာနထဲမှာရေးပါတဲ့နေရာတယောက်ပဲအဲ့တော့ချက်လက်တွေလည်းပါသွားတယ်ကွာတော်တော်အနေကြီးတယ်တို့တော့ဟုတ်ကဲ့ပါကိုဟုတ်โอเคထားလိုက်တော့ဟုတ်ပြီမင်းတို့လောလောဆယ်ကိုလိန်ခံရတဲ့ဆိုတော့ဒီလူတွေအသက်ပြန်ရှင်ဖို့အောင်မင်းတို့အရေးကြီးဦးစားပေးနေတယ်လို့နော်ဟုတ်ကဲ့ကျွန်တော်ဖုန်းနံပါတ်ပေးပါဦးများကိုဒီကောင်းလေငါတို့လိုက်နေတယ်
ဟုတ်ကဲ့ပါကိုကြိုးစားပေးပါအောင်ဗျာ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကိုရဲမင်းကိုမေးမြန်းထားတဲ့အတံဖိုင်လေးဖြစ်ပါတယ်အဲ့တော့ပြည်သူတွေနဲ့စစ်ပြေးချောင်းစီရီယန်ဒေါ်လာရေးပိုက်တော်သားတွေနှစ်ခုကရွှေရှည်မကြအောင်အပန်းတကုစူးစားပြီးတော့ရရှိလာတဲ့ငွေကြီးလေးနဲ့ပြုတ်လုံထားတဲ့ဒီအထောက်ထားစာရွက်စာတမ်းတွေပြောပါလေတော်သေးလားအခုလက်ရှိမဲဆောက်မှာကိုဝေလေးပေါင်းတို့ကဝိုင်းဝန်းပြီးတော့ဘူးညီပေးလို့သာတချို့စိတ်အေးလက်အေးရှိတော်လည်းပဲပတ်စံကုန်တယ်ငွေကြီးတွေထပ်ကုန်တယ်တပူပြီးတော့တပူစင့်ပထမငွေကြီးကိုမင်းမကရှာပေးတယ်အလွဲသုံးစားလုတ်သွားတယ်လိန်သွားတယ်နောက်တစ်ခါထပ်လုတ်ပေးဆိုတော့ကျွန်တော်တို့ပတ်စံထပ်ပေးရတယ်900ထပ်ပေးရတယ်ဒါငွေကြီးဥစ္စာရှိသူတွေတော့ဆိုလို့ရှိရင်တော့ဘာမှမဟုတ်ပြီမဲ့တကယ်လက်လုံလက်စားရွှေပြောင်းလုပ်သားတွေစပင်းရှောင်းတွေအတွက်အင်မတန်မှများပြားတဲ့ပမာဏပါဆိုရရင်ထိုင်းနိုင်ငံမှာလာရောက်ပြီးတော့အလုပ်လုပ်ပြီးဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ထိုင်းနိုင်ငံတတ်မှတ်ထားတဲ့အလုပ်ကျန်းတွေကိုပဲလုပ်ရတယ်ဘာတွေလုပ်ရလဲအမျိုးသမီးတွေဆိုလို့ရှိရင်အိမ်ပေါ်လုပ်ရမယ်နော်အိမ်ပေါ်တွေလုပ်ရမယ်အိမ်ပေါ်မလုပ်ရှင်ဘူးဆိုလို့ရှိရင်စိုက်ထဲမှာသွားပြီးတော့နော်ပေါင်းတို့ပဲဆိုင်စပားရိတ်ဒါပဲနော်ဒါပဲလုပ်ကြရှိတယ်နောက်တော့အမျိုးသားတွေဆိုလို့ရှိရင်လည်းပဲအလုပ်ကောင်းတဲ့အလုပ်လေးကိုလုပ်ဖို့မစင်စားနဲ့မြန်မာနိုင်ငံမှာဘလောက်ပဲပညာတတ်တဲ့ဘလောက်ပဲဘွဲ့ရဘာနဲ့ပဲကြောင်းပြီးတာဘလောက်ပဲ experience ရှိမရှိနော်မြန်မာနိုင်ငံကနေပြီးတော့တောင်းရင်မြေဒီဘက်ကကိုကူးလာပြီဆိုတာနဲ့အဲ့ဒီဟာတွေကုန်ထားခဲ့ဒီမှာရှိတဲ့အလုပ်တွေပဲလုပ်ရတယ်အဲ့ဒီလူတွေလုပ်ခွင့်ရတဲ့အလုပ်တွေကဘာတွေလဲလို့မင်းပယံနော်ပယံအကြံပဒအလုပ်တွေနော်လုပ်ရတယ်စောက်လို့အလုပ်တွေလုပ်ရတယ်လက်သမားအလုပ်တွေလုပ်ရတယ်နော်ကိုရောင်တွေမှာပစ္စည်းထားရတယ်ကုန်တင်ကုန်ချလုပ်ငန်းတွေလုပ်ရတယ်တချို့မြောင်းတူးရတယ်တချို့တောင်ယာတွေလုပ်ရတယ်တချို့ရာဘာရှစ်ရတယ်စသဖြင့်သူ့နေရာအလိုက်ရှိတဲ့အလုပ်ကိုမင်းမကလုပ်ရတယ်မလုပ်လို့လည်းမရဘူးမဲဆောက်မှာရောက်ပြီးထိုင်းနိုင်ငံကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရောက်ပြီးဆိုတာနဲ့ပြီးသွားတာမဟုတ်ဘူးစားဖို့အတွက်ရှားရတယ်နော်စားဖို့အတွက်ရှားရတယ်နေဖို့အတွက်ရှားရတယ်ခန်းကားတွေပေးရတယ်နော်တောက်တဲ့ရေဖို့အတွက်လည်းရှားရတယ်ချိုးဖို့ရေဖို့လည်းရှားရတယ်အကုန်လုံးကျွန်တော်တို့ပတ်စံပေးပြီးနေရတယ်အဲ့ဒီလိုနေတာနဲ့ပြီးသွားပြီလားဟုတ်ပြီစားဖို့အတွက်ရှားနိုင်မယ်တောက်ဖို့အတွက်ရှားနိုင်မယ်နေဖို့အတွက်ရှားနိုင်တယ်နော်ထားဖို့အဲ့ဒီလူတွေစီမှာဘာအထောက်ထားမှမရှိဘူးဆိုလို့ရှိရင်လမ်းသွားလမ်းလာမတော်တဆရဲဖမ်းပြီးတဲ့အခါနော်ဒဏ်ကြီးငွေ3000ကနေပြီးတော့1000ဝယ်2000ထိကျွန်တော်တို့ဒဏ်ရိုက်ခံမျိုးတွေရှိတယ်အဲ့ဒီလိုအဖမ်းမခံရအောင်ယခုလူပေါ့နော်ကိုယုံကြည်ရတဲ့လူတွေအတီးတီးထံမှာတွားရောက်ပြီးတော့ထိုင်းနိုင်ငံမှာဒီတိုင်ခွင့်အထောက်ထားပြုလုပ်ကြတယ်အဲ့တော့ဒီတိုင်ခွင့်အထောက်ထားကိုပြုလုပ်တဲ့အခါမှာလည်းပဲပတ်စံရှိလို့လားဆိုတော့မဟုတ်ဘူးနော်အစင်မပြေလို့မဖြစ်တာတော့လို့လောက်ရတယ်ဘာလို့မဖြစ်တာလဲစဉ်းစားကြည့်ဗျကျွန်တော်တို့အထောက်ထားမရှိဘဲနဲ့လမ်းသွားလမ်းလာလုပ်တယ်တခါရထိုင်းရဖမ်းခံရတယ်ထားတော့3000နဲ့ပြီးသွားတယ်နှစ်ခါဖမ်းခံပြီဆိုလို့ရှိရင်ထားတော့3000ပဲပြီးသွားတယ်အဲ့မှာနှစ်ခါဖမ်းခံရတဲ့ကုန်ကြငွေတောင်6000ဖြစ်သွားပြီဒါ3000မှာကျွန်တော်အနည်းဆုံးပြောတာအတက်ပို့ပြီးတော့လေကုန်ကြနိုင်တယ်အထောက်ထားမဲ့တဲ့သူတွေနော်ထိုင်းရဲဖမ်းဖို့ကြောက်တာမပြောနဲ့ကျွန်တော်တို့လိုအထောက်ထားရှိတဲ့လူတွေရာဇာမျိုးတို့လိုအထောက်ထားပြည့်စုံရှိတဲ့လူတွေတောင်မှပဲကျွန်တော်တို့ထိုင်းရဲကိုကြောက်ရတယ်။ဘာဖြစ်လို့လဲ
ကျွန်တော်တို့အလုပ်လုပ်နေကြသေးလို့ပဲကျွန်တော်တို့အလုပ်လုပ်နေသမျှကျွန်တော်တို့ဒီထိုင်းနိုင်ငံကတတ်မှတ်ထားတဲ့လုပ်ငန်းတွေအတိုင်းမလုပ်ဘဲနဲ့ကိုတို့ကိုချွန်ပြီးတော့တီးဆောက်နေသမျှကျွန်တော်တို့လည်းကြောက်နေရတာပဲအဲ့တွေထိုင်းနိုင်ငံကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့မရှိသူရောရှိသူရောငွေနဲ့နေထိုင်ရတယ်မရရအောင်ရုန်းကန်ရတယ်ငွေရဖို့နော်မရရအောင်ရုန်းကန်ရတယ်နှစ်ခုကရွှေရှည်မအကြောင်းအလုံးလုံးရတယ်အဲ့ဒီလိုလုံမှကျွန်တော်တို့ထိုင်းမှာနေလို့ရတယ်ဒါကအလုပ်ပိုင်းဆိုင်ရာတက္ကနာဟုတ်ပြီအဲ့တော့တော်လန်ရေးကနေပြီးတော့တော်လန်ရေးကြောင့်အကြောင်းမျိုးမျိုးနဲ့ရောက်လာတဲ့ကျွန်တော်တို့တော်လန်ရေးဘက်တိုင်ဝမ်ကလူတွေစီရီယန်တွေစစ်ဘီးချောင်တွေကိုကျွန်တော်တို့ခွဲပြောကြည့်တော့ဒီထဲမှာနော်အသက်50ဝန်းကျင်လောက်လူတွေအများကြီးပဲအသက်40ကျော်30ကျော်နော်20လူငယ်တွေအလဲလက်လူတွေတက်ကြီးကျွယ်အိုတွေအများကြီးပဲနိုင်ငံကြောင်ရောက်ရှိလာတဲ့လူတွေထဲမှာတက်ကြီးကျွယ်အိုလည်းအများကြီးပဲအဲ့ဒီလူတွေကဒီမှာအလုပ်မလုပ်နိုင်ဘူးဒီမှာရှိတဲ့အလုပ်တွေကိုမလုပ်နိုင်ဘူးဘယ်ကနေပတ်စံရလဲဆိုတော့ပြည်တွင်းကိုပြန်တောင်းရတယ်ဟုတ်လားတက်ကြီးတဲ့လူတွေဆိုလို့ရှိရင်ဟောကိုကတားတဲ့သမီးတွေထံပြန်တောင်းရတာမျိုးရှိတယ်အိမ်မှာမြန်မာပြည်မှာပြည်တွင်းမှာနော်သားနဲ့မယားကိုပြစ်ပြီးတော့တော်လိုင်းကြောင့်ဒီဘက်ကိုရောက်နေတဲ့လူတွေကလည်းပဲမိမစီကလက်ပြန်တောင်းပြီးသုံးဆွဲနေရတဲ့လူတွေအများကြီးရှိတယ်ပြည်တွင်းမှာလည်းတောင်းတရားလူမရှိဘူးမိဘကိုလည်းတနာတယ်တောင်းသမီးတွေကိုလည်းတနာတယ်ဆိုတဲ့လူတွေဒီမှာလာပြီးတော့ရုံးကန်စူးစမ်းပြီးအလုပ်လုပ်ပြီးတော့ငွေရှားနေကြတဲ့လူတွေလည်းအများကြီးပဲเนาะရက်တိနေကြတဲ့လူတွေလည်းအများကြီးပဲအဲ့တော့ဒီမှာကျွန်တော်တို့ပတ်စံ30ဆို30တိတာတယ်100ဆိုလည်း100တိတာအဲ့ဒီလိုဂျားတွေကနေပြီးတော့တော်လန်ရေးအတိုင်းဝိုင်းကလူတွေစီရီယန်တွေစစ်ပြေးရှောင်နေရွှေပြောင်းလုပ်သားတွေကိုအယုံသွင်းပြီးတော့ဒီလိုလှုပ်သွားတာဟာဒါတော်လန်ရေးကိုခုတုံးလုပ်ပြီးတော့လှုပ်ရှားသွားတဲ့လှုပ်ရဲ့လူပေါင်းပွားတဲ့လှုပ်ရဲ့တော်လန်ရေးယုံကြည်ချက်ကိုရိုက်ချိုးသွားတယ်လို့ကျွန်တော်ကဒီနေရာကနေပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်လန်ရဲ့ပုံရိပ်ကိုအလုံးစုံထိခိုက်တာဖြစ်တယ်လို့တော်လန်ရေးကိုရိုက်ချိုးရလဲရောက်တဲ့အတွက်ကြောင့်မြန်မာပြည်တွင်းထဲမှာရှိတဲ့မြောက်ဝတီတထုံကော့ဂရိတ်နော်ပြီးတော့ဖက်အံပကူရန်ကုန်တဝိုက်ကတက်တွေအနေနဲ့ရာသာမျိုးလာတဲ့လမ်းမှာကားနဲ့ဖြစ်စီကုန်းလမ်းကဖြစ်စီဘယ်လိုအကြောင်းနဲ့ဖြစ်စီဝင်လာလို့ရှိရင်တွေးရှိခဲ့လို့ရှိရင်ဖန်စီအေးယူပေးပါလို့ဒီနေရာကနေအထူးတောင်းဆိုပါတယ်ဗျာကျွန်တော်ပြန်ပြောမယ်နော်မြောက်ဝတီကျွန်တော်တက်နာမည်လေးမပြောတော့ဘူးနော်မြောက်ဝတီကော့ဂရိတ်တထုံဖက်အံပကူရန်ကုန်စတဲ့နေအသီးသီးမှာရှိတဲ့တော်လန်ကြီးတက်တွေ့အနေနဲ့ရာသာမျိုးနဲ့သူ့ရဲ့မိသားစုပုံလေးတွေပါတယ်နော်ရာသာမျိုးရဲ့သူ့ရဲ့မိသားစုကိုတွေ့တဲ့နေရာမှာဖန်စီပြီးအရေးယူဆောင်ရွက်ပေးဖို့ဒီနေရာကနေကျွန်တော်ဒုတိယအကြိမ်အထူးတောင်းဆိုပါတယ်ဘာဖြစ်လို့ဒီလိုဗီဒီယိုတင်ပြီးသူတစ်ပါးကိုဖန်ဆီးခိုင်းရတာလဲကိုချင်းစာလို့ဝေရှားတာမလွယ်ဘူးဝေရှားတာတိုင်းတစ်ပါးမှာလုံးဝမလွယ်တဲ့ကိစ္စသူလုတ်သွားတဲ့သူလိန်လင်သွားတဲ့လူတွေအားလုံးဟာဘယ်သူမှရှမ်းသာနေတဲ့လူတွေမဟုတ်ဘူးခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာပညာရေးစီဒီကနေနော်ဗတ်ဆိုင်လေး900 1000မြက်လို့မြက်ညာရလို့ရာညာဆိုပြီးလူလေးစုထားတယ်ရောရတာကြီးကောင်းကောင်းလုပ်ပြီးပါတော့အဲ့ဒီလိုဆရာမတွေသူတို့တာဝန်ယူထားတဲ့ဒီလူတွေကို
လူသွားပြီးအယောပေးနိုင်ပါလေအဲ့ဒီလူတွေကရောဆရာမဆိုပြီးခေါင်းထဲထည့်မှာမဟုတ်ဘူးဆရာဆိုပြီးလဲခေါင်းထဲထည့်မှာမဟုတ်ဘူးလို့တော့အမတ်ကြီးမဆိုပြီးလဲခေါင်းထဲထည့်မှာမဟုတ်ဘူးဟုတ်လားတော်လိုင်းကြီးမှာအရေးပါတဲ့လူဆိုပြီးတော့လဲခေါင်းထဲထည့်မှာမဟုတ်ဘူးဘာဖြစ်လို့လဲပတ်စံချရတယ်ခက်လို့နော်သူတို့ကလက်ရှိရှင်းနေတဲ့အထောက်ထားတွေကနေပြီးတော့အသက်ရှင်နေတဲ့အထောက်ထားတွေကနေပြီးတော့အထောက်ထားမဲ့ဖြစ်သွားမှကိုလည်းအရန်ကြောက်တယ်အဲ့ဒီကြောက်စိတ်နဲ့ဘယ်သူ့ကိုပါဘယ်မျက်နှာကိုမှလည်းကြည့်နေကြမှာမဟုတ်ဘူးအတီးတီးသူတို့တာဝန်ခံထားတဲ့လူတွေကိုအမြဲတမ်းဖိအားပေးကြမှာပဲပြီးမှပဲဘာဖြစ်လို့လဲကျွန်တော်ပြောတယ်မင်းဆောင်ရက်တီးရတာမလွယ်ဘူးအဲ့ဒီလိုပဲထိုင်းနိုင်ငံတုံးမှာရက်တီးရတယ်တကယ်မလွယ်ဘူးမလွယ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်စဉ်မျိုးတွေနောက်မဖြစ်ရလေအောင်ဒီလိုတန်းနဲ့ရှိပြီးလိမ်လည်မှုတွေနောက်ထပ်မဖြစ်ရလေအောင်နောက်တစ်ခုကအထောက်ထားပြုလုပ်ပေးတဲ့လူတွေကိုနောက်တစ်ခါထပ်ပြီးတော့လိမ်လည်မှုတွေမဖြစ်ရလေအောင်မရှိရလေအောင်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့အရေးယူဆောင်ရွက်ဖို့အင်မတန်အရေးကြီးပါတယ်အဲ့ဒါကြောင့်မို့လို့ခုနကျွန်တော်ပြောတဲ့မြောက်ရီကော့ဂရိတ်ဖအံတထုံပကိုးကြိုက်ထိုနောက်တစ်ခုကရန်ကုန်တဝိုက်ကတော်လန်ကြီးတက်တွေကိုအခုကြီးတောင်းတာပါရာဇာမျိုးရဲ့သူ့ရဲ့မိသားစုကိုတွေ့ပြီးဆိုလို့ရှိရင်တွေ့တဲ့နေရာကနေပြီးဖမ်းဆီးအရေးယူဆောင်ရွက်ပေးပါပြည်သူလည်းရှာပြပါကျွန်တော်တို့မဲဆောက်မှာလိန်လေသွားတဲ့လူတွေကိုကျွန်တော်တို့တော်လန်ကြီးတက်တွေကဤကဲ့သို့ဆောင်ရွက်ပေးပါတယ်ဆိုတဲ့ဤကဲ့သို့ပြစ်ဒဏ်ခတ်ပါတယ်ဆိုတဲ့ဤကဲ့သို့ဖြည့်ရှင်းပေးပါတယ်ဆိုတဲ့ဖြည့်ရှင်းချက်လုံဆောင်ချက်ကူညီမှုလေးတွေကိုကျွန်တော်တို့အလိုရှိပါတယ်ဗျအဲ့တော့ရပါကြီးဗီဒီယိုလေးတင်ထားတွေ့ကျွန်တော်တကူချင်းကို reaction လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ရစရာရှိမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်မလုပ်တော့ဘူးဇက်နဲ့ပဲပြောလိုက်အဲ့တော့ရပါကြီးခုလို့တန်းနဲ့ရှိပြီးတော့လိန်လေသွားတာဟာတမင်ကရည်ရွယ်ပြီးတော့လိန်လေသွားတယ်လို့ကျွန်တော်ကယတိပြည့်ယူဆပါတယ်ဘာဖြစ်လို့လဲကျွန်တော်သူ့ရဲ့ကုမ္ပဏီကအထီးကိုလည်းကျွန်တော်မေးကြည့်တယ်မေးကြည့်တဲ့အခါမှာသူ့ကုမ္ပဏီကတတိယကျွန်တော်ကိုည7 နာရီလောက်ကြော်မှကျွန်တော်ဖုန်းဆက်တယ်ကိုကြီးရာသာကြီးကငကိုကလေးရကိုကျွန်တော်ကိုမအပ်တာနော်ငွေကြီးငွေမပေးတာနေဖူရီလည်းမသွင်းတာသူကပြောပြတယ်ဘာလို့မသွင်းတာလဲပိုးဆိုးတာကကျွန်တော်တို့တိုင်ပတ်သွားတာကဘာလဲဆိုလို့ရှိရင်အဲ့ဒီ200ကျော်သောလူတွေအဲ့ဒီထဲမှာတက်တန်းတိုးထားတဲ့လူတွေဘလို့ဒုက္ခရောက်သွားတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအထောက်ထားတွေကိုအဲ့ဒီကုမ္ပဏီမှာပဲတင်ထားတာမဟုတ်ဘဲနဲ့အဲ့ဒီကုမ္ပဏီကိုပတ်စံပေးရမှာကြောက်ပြီးတော့ကုမ္ပဏီပြောင်းပြလိုက်တာမျိုးပါဒီပြစ်စင်ကကိုညီပေးတဲ့လူတွေရှိလို့နော်ကိုညီပေးတဲ့ကိုဝေလင်းမောင်တို့လူအပွဲစီးတွေရှိလို့သာကျွန်တော်တို့ပြီးတော့အလိန်ခံလိုက်ရတဲ့အယောက်200ကျော်သောလူထုလူခံကောင်းတယ်လို့ဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီနေရာကနေပြီးတော့ဆက်လက်ပြီးတော့ကိုညီပေးကြတဲ့ကိုဝေလင်းမောင်တို့မိသားစုကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့ခုနလိုပေါ့နော်ကျွန်တော်တတိကုမ္ပဏီ changes တွေလုပ်လိုက်တာဟာဘယ်သူကမှကျွန်တော်တို့လိုက်လို့မရဘူး changes လုပ်ပြီးသွားပြီဆိုလို့ရှိရင်9 တန်းတူ9 တန်းကျွန်တော်တို့ဓာတ်ရိုက်ကျွန်တော်တို့ဆက်သွယ်မှာရတော့မှာတာမန်ပွဲသားတွေဘာမှလုပ်လို့မရဘူးအဲ့ဒီအချိန်လေးကိုရအောင်သူဖန်တီးသွားတာတော်ဆိုးပါတယ်ဒီလိမ်လည်မှုရတော်ဆိုးတယ်ဘာကြောင့်ယတိပြက်ဒီကောင်ဟာဒီလိုဘာလို့ရီဝချက်ချီလောက်တာလဲလို့ပြောတာလဲဆိုရင်ဝေချီစလစ်တွေပြီးတော့အလင်ခံတဲ့လူတွေရဲ့ပြောစကားနော်
လိန်ပြီးမဲ့နေ့မှာတောင်းသွားတဲ့လူတွေစီကပတ်စံဆက်လက်တွေအကြောင်းအရာတွေကိုစစ်ဆက်ပြောပြီးပြောမယ်ဆိုလို့ရှိရင်ဒီကောင်ထပ်ပြောစရာမရှိပဲထွက်ပြေးသွားမှာဆိုလို့နော်ထွက်ပြေးသွားမှာဆိုလို့ဒါမှပြေးမလို့ပါဘူးဘာဖြစ်လို့လဲကိုမြတ်တိရှိပါပဲမွေးသွားတဲ့သူ့မိမရဲ့ကလေးလေးကလာသားအရွယ်လေးပဲရှိသေးတယ်ဒါသားအရွယ်လေးဒီကလေးလေးနဲ့ဘယ်ဟုတ်ပြီးမှလဲဘယ်ဟုတ်ပြီးမှလဲဘလောက်ကြမ်းတမ်းကိုသွားမှလဲကျွန်တော်တို့ဒီဘက်ကိုလာချောင်းတဲ့အချိန်တုန်းကဆိုရင်တောင်မှပဲကျွန်တော်ကလေးကတနေ့ကြော်ရှိပြီဒီကလေးနဲ့တွားလာတာတကယ်စင်မပြေခဲ့ဘူးသူဆိုလို့ရှိရင်လာကလေးနဲ့ဘလောက်ခက်ခဲလိုက်မလဲပြောချင်တာကဝေမပြေသေးဘူးဆိုတာအဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့အလိန်ခံရတဲ့လူတွေလျှို့ဝှက်အဖွဲ့တစ်ခုဖွဲ့ပြီးတော့ထိုင်းနိုင်ငံအတွင်းတော့ဒီမဲတော်နေတဝိုက်မှာကျွန်တော်တို့ခြာပွေးတွေလုပ်မယ်ပြီးတော့ထိုင်းဒီမဲဆောက်မြို့မှာရှိတဲ့မြန်မာအဖွဲ့အစည်းတွေနော်ထိုင်းတွေပါဝင်တဲ့အဖွဲ့အစည်းတွေကိုလည်းပဲကျွန်တော်တို့အသီးသီးလိုက်တိုင်ထားမယ်တော်လိုင်းမြန်မာနိုင်ငံမှာရှိတဲ့တော်လိုင်းတက်တွေအနေနဲ့လည်းပဲရောက်ရတွေ့ရနေရာကနေဖမ်းဆီးပြီးအရေးကိုဆောင်ရွက်ပေးချဖို့ကိုဒီနေရာကနေပြီးတော့တိုက်တွန်းပါတယ်ဗျာအကူအညီလည်းတောင်းပါတယ်အဲ့တော့ဒါမျိုးတွေကိုကျွန်တော်တို့ကတစ်ယောက်စာနှစ်ယောက်စာကနေစပြီးတော့လူရာနဲ့ရှိပြီးခွင့်လွတ်ပေးမယ်ဆိုလို့ရှိရင်နောက်တော့ဒီလိုရုပ်မာမှုတွေကလင်ကကျကြမှုတွေတော်လိုင်းကိုအလွဲသုံးစားလုပ်မှုတွေနော်ပြည်သူတွေကိုထိခိုက်နေတာအောင်ပြုလုပ်မှုတွေဟာအမြဲတမ်းကြုံတွေ့နေရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖြစ်စဉ်ကိုအတူယူပြီးတော့နောက်တော့ဘယ်သူမှလုံးလို့မရအောင်ဒီလိုလိမ်လည်မှုတွေမဖြစ်ရအောင်ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလို့ဒီနေရာကနေပြီးတော့အမှုညွတ်တောင်းဆိုရင်းအကူအညီတောင်းပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်